အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မွန်နိုရီမိုဟင်္ဂါချက်စားကြမှာဖြစ်ပါတယ်မိုဟင်္ဂါကို ready made မိုဟင်္ဂါမဟုတ်ဘဲနဲ့ငါ့ကိုကိုယ်တိုင်စီတက်ပြီးတော့တေချာလေးချက်ထားတဲ့မိုဟင်္ဂါချက်စားမှာပါမိုဟင်္ဂါနဲ့တွဲစားမယ့်အကြော်တွေကိုလည်းကိုယ်တိုင်ပဲကြော်ပါတယ်ဒါကတော့ပဲတောင်းကြော်ဖို့ပြင်နေရပါပဲရဲ့ကောင်းနှင်းမှုန့်ရဲ့ချင်းရဲ့ရေးလေးနဲ့ရဲ့ထည့်ပြီးတော့ကြိတ်ပါမယ်ပြုတ်ထားတဲ့ငါ့ကိုစပလီရဲ့ချင်းရဲ့ကြက်သွန်ရဲ့နဲ့တခြားလေးစီတက်ပါတယ်ဒါကတော့ကလပဲပြုတ်ပါကလပဲပြုတ်ပြီးသားကြိတ်ပြီးသားကိုရေပုတ်ဖွက်စုတွေကိုထည့်လိုက်ပါမယ်ပြီးရင်ငါစီတက်ထားတာထည့်ပါမယ်ကျမစင်နေရှင်ပြောင်းပါအပြောင်းလေးလည်းအများကြီးပါပါတယ်ပြီးရင်မုန်းတို့မြေပဲလေးနည်းနည်းထောင်းထားတာကိုထည့်လိုက်ပါမယ်အရေဟေးဖြစ်သွားအောင်ရင်အနဲ့လေးမှုန်သွားအောင်ရပါမြေပဲလှော်ပါကျဲဥတွေလည်းအများကြီးထည့်ပါမယ်အိုးကျဲဥရောလှီးပြီးသားရောထည့်ပါမယ်ပြီးရင်တွဲစားမဲ့နည်းနည်းမင်းတို့ကြက်သွန်လေးကိုလည်းလှီးပါမယ်ဒါမုတ်ဖက်ပါဒီစိမ်မီးပြုတ်ပါမယ်ခုဆိုရင်တော့အားလုံးအဆင်သင့်ဖြစ်သွားပါပြီရှင်ပြီးရင်တော့မီးတလူလိုဓာတ်ပုံရိုက်တလူလိုနဲ့မုန်းကပဲအရင်ဆုံးစားပါတယ်ကျမဒီမှာအဲ့ဒါပဲရှိရမရဲ့ပါအောင်ဟုတ်တယ်မရဲ့ရအောင်ဖြစ်နေကြတော့ရင်းနဲ့ကျောင်းလာလေးပေါ့ဘာဖြစ်လဲဆုတ်တယ်ငါတို့ဝယ်သားရဆုတ်မွန်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်